မင်္ဂလာပါခင်ဗျာမြန်မာ Natural Life Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကတွင်းပြတ်နေတဲ့တငယ်ချင်းတွေအတွက်ထမင်းမြင်စေမဲ့အပြင်ကျမ်းမာရေးနဲ့လည်းညီညွတ်တဲ့စက်သားမြင့်ချင်ဆက်ဆက်ကြော်ဖတ် channel လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကတွင်းပြတ်နေတဲ့အခါမျိုးမှာစက်သားနဲ့မြင့်ချင်ကိုဆက်ဆက်လေးကြော်ပြီးစားလို့ကောင်းပါတယ်မြင့်ချင်သည်အချင်းဖောက်ထားသောအစားအစာဖြစ်သည့်အတွက်ခန္ဓာကိုယ်အတွက်အကျိုးပြုသောပိုးမွှားလေးများပါဝင်ပြီးဥလန်းချောင်းကျန်းမာရေးနှင့်အစာချေစနစ်ကိုကောင်းမွန်စေပါသည်ဗီတာမင်နှင့်သတ္တုဓာတ်များကြွယ်ဝစွာပါဝင်သည့်အပြင်အကျိုးပြုဘက်တီးရီးယားများကြောင့်ကိုယ်ခံအားစနစ်ကိုပိုမိုကြံ့ခိုင်စေပါသည်မြစ်တွင်အဆီဓာတ်နှင့်ကယ်လိုရီပါဝင်မှုအလွန်နည်းပါးသောကြောင့်ကိုယ်လေးချိန်လျှော့ချလိုသူများအတွက်တင့်တော်သောအစားအစာဖြစ်ပါသည်အမြင့်ဓာတ်ကြွယ်ဝစွာပါဝင်သည့်အတွက်ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီးသွေးတွင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ပါသည်မြစ်တွင်ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်သောကြောင့်သွေးဖိအားကိုထိန်းညှိပေးပြီးနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါသည်မြစ်ချုကိုပထမဆုံးတရေပြုတ်ပေးပြီးပပလိပေးထားပါမြစ်မှာတဘာဝအလျောက်ဟိုက်ဒရိုဆိုင်းနဲ့အက်ဆစ်ဆိုတဲ့အဆိပ်ဓာတ်အနည်းငယ်ပါဝင်တတ်ပါတယ်ရေနွေးနဲ့ပြုတ်ထုတ်လိုက်မှသာအဲ့ဒီအဆိပ်ဓာတ်တွေလျော့နေသွားပြီးဘေးကင်းစွာစားသုံးနိုင်မှာဖြစ်ပါတယ်မြစ်ချင်ဟာအချိန်ကြာကြီးအချင်းဖောက်ထားတာဖြစ်တဲ့အတွက်တစ်ခါတလေမှအချင်းကဲနေတတ်ပါတယ်တရေပြုတ်ထုတ်လိုက်ခြင်းဖြင့်ဟင်းချက်တဲ့အခါအချင်းဓာတ်ကိုမိမိစိတ်ကြိုက်အနေတော့ဖြစ်အောင်ထိန်းညှိနိုင်မှာပါမြစ်ချင်မှာပါတဲ့အချင်းဖောက်ထားတဲ့အနံ့ပြင်းပြင်းကိုမကြိုက်သူတွေအတွက်တရေပြုတ်လိုက်တာကအနံ့ကိုပိုပြီးတင်းပြန့်စေပြီးစားရတာပိုအဆင်ပြေစေပါတယ်ဈေးကွက်ထဲကဝယ်လာတဲ့မြစ်ချင်တွေမှာပါဝင်နိုင်တဲ့ဖုံမုံတွေဒါမှမဟုတ်တာရှည်ခံအောင်လုပ်ထားတဲ့အရာတွေကိုရေနွေးနဲ့ပြုတ်လိုက်ခြင်းကပိုပြီးစိတ်ချရတဲ့တန်ရှင်းမှုကိုရစေပါတယ်မြစ်ချင်ကိုစီတီမက်လိုစူပါမားကတ်ကြီးတွေမှာအလွယ်တကူဝယ်လို့ရနေတော့အလွယ်တကူဝယ်ပြီးကြော်စားလို့ရပါတယ်ပထမဆုံးကြက်သွန်ဖြူလက်တစုပ်နဲ့ငရုတ်သီးစိမ်း30တောင်ကိုထောင်းထားပေးပါထောင်းတဲ့အခါကြက်သွန်ဖြူတက်တက်ငရုတ်သီးစိမ်းတက်တက်ခွဲပြီးထုံထားပေးပါတယ်ကြက်ရင်ပုံသားသို့မဟုတ်အယိုးထုတ်ထားတဲ့ကြက်ပေါင်သားကိုအတုံးသေးသေးလေးပေးထားပါထောင်းထားတဲ့ငရုတ်သီးစိမ်းအချိုမှုတ်စားခရုစီထည့်ပြီးနေပြီးနှက်ပေးထားပါထည့်ကြုံမဲ့အရွက်တွေကရှမ်းနန်တင်စိမ်းနနံပင်နဲ့ဖက်ဖယ်ရွက်လိုပါတယ်အရွက်တွေကိုရေဆေးရေစစ်ပြီးဆက်နဲ့ကြိတ်လို့ရတယ်လို့နှုတ်လေးတွေစုံထားလို့လည်းရပါတယ်ကချင်ရိုးရာဟင်းတွေချက်တဲ့အခါထဲလေးရှိတဲ့ဟင်းရွက်တွေလည်းဖြစ်ပါတယ်ဒဲအိုးထဲမှာစီးထည့်ပြီးကြက်သွန်ဖြူကိုမှုေးလာတဲ့အထိစီးတက်ပေးပါနနွေးမုတ်မထည့်ပဲငရုတ်သီးအယောင်တင်မုတ်အနှဲငယ်ထည့်ပါတယ်အရသာနှက်ထားတဲ့ကြက်သားတွေထည့်ပြီးအားလုံးကြက်တဲ့အထိမီးအေးနဲ့ကြော်ပေးပါမီးပြင်းလို့ရင်ကြက်သားရဲ့အပြင်ဘက်ကချက်ချင်းနေရဲပြီးတူးသွားတတ်ပေမဲ့အထက်ကအသားကတော့အစိမ့်လိုက်ကြံနေတတ်ပါတယ်မီးအေးနဲ့ကြော်မှအပူရှိန်ကအသားထဲထိဖြည်းဖြည်းချင်းစိတ်ဝင်ပြီးတသားထဲကျက်သွားမှာပါအရသာနှက်ထားတဲ့အသားတွေဟာမီးအေးနဲ့ကြော်တဲ့အခါနှက်ထားတဲ့အမွှေးကြိုင်တဲ့အရသာတွေကအပူနဲ့အတူအသားထဲကိုပိုပြီးစိတ်ဝင်သွားစေပါတယ်မီးပြင်းပြင်းနဲ့အမြန်ကြော်လိုက်ရင်အသားထဲကအရည်ကျွဲဆေးတွေချက်ချင်းခန်းချောက်သွားပြီးအသားကမာဆက်ဆက်ကြီးဖြစ်သွားတတ်ပါတယ်မီးအေးနဲ့ဆိုရင်တော့အသားကနူးညံ့ဆူပြီးနေမှာပါမီးအေးနဲ့ကြော်ပေးခြင်းကဟင်းရဲ့အယောင်ကိုရွှေဝါရောင်တန်းပြီးကြည်ုံနဲ့တင်စားခြင်းစဖွယ်ဖြစ်အောင်ထိန်းညှိပေးနိုင်ပါတယ်ပြီးရင်မြစ်ချင်တွေထည့်ပါအငံရတာအတွက်ငါးငံပြရည်ထည့်ပါအားလုံးခတ်သွေးလေးဖြစ်တဲ့အထိကြော်ပြီးရင်တော့ကြိတ်ထားတဲ့အရွက်တွေအားလုံးထည့်မွေးပြီးရင်မွေးပြီးစားကောင်းတဲ့အနံ့မွေးဆက်ဆက်လေးနဲ့ကြက်သားမြစ်ချင်ကြော်လေးရပါပြီကဲအခုဆိုရင်တော့တငယ်ချင်းအားလုံးလည်းဒီနီလန်းလေးတိုင်းချက်စားကြည့်ပြီးပျော်ရွှင်ကြပါစေခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဟင်းချက်နည်းတွေတင်ပေးဦးမှာမို့ like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာ